မြန်မာလေတယောက်ကငပြောတိကိတ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်တင်နန်းလေးကိုစုံစမ်းထားတာမို့လို့တက်စုကအခုဗီဒီယိုလေးရိုက်ပြီးတော့ပေါ့နော်တယ်လီဂရမ်ကနေတင်နန်းလေးကိုပြပေးဖြစ်ပါတယ်ရှင်လူကြီးရောကလေးရောပေါ့နော်ဒီအသက်အရွယ်မရွေးကြကြတဲ့ကိတ်မှာဆိုလို့ရှိရင်ငပြောကိတ်ကထိတ်ဆုံကပါမယ်လို့ထင်ပါတယ်ဆူဆိုလို့ရှိရင်ပေါ့နော်ငပြောတိကိတ်ကိုအရန်ကိုမှကြိုက်တယ်သူရဲ့အရသာကနူးညံ့အိဆက်ပြီးတော့ငပြောတိရဲ့အရသာချွတ်ချွတ်မွှေးလေးနဲ့စားမယ်ကိလေးတဲ့ဖြစ်ပါတယ်ကိုရဲ့အိမ်မှာလူကြီးမိဘတွေရှိတယ်ကလေးတွေရှိတဲ့ခါကျတော့အခုလိုမျိုးပေါ့နော်ကျမကြီးနဲ့ညီညွတ်တဲ့ကိတ်မို့လေးတကူအိမ်မှာပဲလှုပ်ရှားခြင်းနဲ့ဆိုလို့ရှိရင်ပေါ့နော်တဆုမှာတင်နန်းလေးကိုမင်းမြတ်စုံစံလို့ရပါတယ်တဆုကဒီငပြောကိတ်အပြင်ကိုမှနောက်ထပ်ပေါ့နော်ဘတ်တာကိတ်တစ်မျိုးကိုပါဒီအတန်းထဲမှာထည့်ထားပေးတယ်ပေါ့နော်ကိုကငပြောကိတ်တံတက်ပြီးတော့နောက်ထပ်ဘတာကိတ်တံမှာထပ်ပြီးတော့တက်ရမယ်အခွင့်အရေးလေးပဲဖြစ်ပါတယ်တင်နန်းကြီးလေးရဆိုလို့ရှိရင်တက်စုအရင်မများဘူးပေါ့နော်ဒါလေးကလူတိုင်းတက်နိုင်မဲ့အနေအထားလေးမှာပဲရှိပါတယ်အကယ်၍ဒီတင်နန်းနဲ့ပတ်သက်ပြီးတော့စုံစမ်းကြည့်နေဆိုလို့ရှိရင်တော့စီမာလာပြီးတော့မြင်မြတ်စုံစမ်းလို့ရပါတယ်တံတက်ပြီးတော့နောက်ထပ်တံဟိုကအပေါ်ရမဲ့အခွင့်အရေးလေးပဲဖြစ်ပါတယ်ရှင်စိတ်ဝင်စားရှိကြပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်